ဒီနေ့မှာအရန်ကိုထားကြတဲ့ဖက်နှက်ကျိုးပုံစံလေးပြသွားပါမယ်ခင်ဗျာပထမဆုံးကျွန်တော်တို့ကျိုးလေးတွေကိုအောက်ဖက်ကနေသွားလာပေးဖို့လိုပါတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်အောက်ဆုံးအပေါက်ဒုတိယအပေါက်ပြီးရင်တတိယအပေါက်တစ်ပေါက်ကျော်ပြီးထိုးပါမယ်ခင်ဗျာတစ်ပေါက်ကျော်ပြီးထိုးတဲ့ခါကျလို့ရှိရင်ဒီဘက်ကကျိုးကိုဟိုဘက်ကိုထိုးမှာဘယ်ဘက်ကကျိုးကိုညာဘက်ကိုထိုးမှာညာဘက်ကကျိုးကိုဘယ်ဘက်ကိုထိုးမှာပါခင်ဗျာဘယ်ဘက်ပဲဖြစ်ဖြစ်ညာဘက်ဖြစ်ဖြစ်အရင်ဆုံးစထိုးလို့ရတော့ကျွန်တော်ဒီလိုပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကအားလုံးမြင်တောင်လို့ကျိုးလေးတွေကိုနောက်ဖောက်ဆွဲရတာဖြစ်ပါတယ်ဒါပေမဲ့တကယ်လို့လိုက်ထိုးမဲ့လူတွေကအဲ့လိုမျိုးလှုပ်ထားစရာမလိုဘူးခင်ဗျကျွန်တော်ကအားလုံးမြင်အောင်လို့အဲ့လိုလှုပ်ပေးတာဖြစ်ပါတယ်ခင်ဗျအခုဆိုလို့ရှိရင်တတိထားမိပါပါကျွန်တော်ရဲ့ cross အလယ်မှာမညီမညာလေးဖြစ်သွားတာဒါပေမဲ့ပြဿနာမရှိဘူးကျွန်တော်တို့ကအပေါ်ဘက်ကျိုးနဲ့အောက်ဘက်ကျိုးဖုံးမှာဖြစ်ပါတယ်ခင်ဗျပြီးသွားတဲ့ခါကျရင်အပေါ်ကျိုးကနေအောက်ဘက်ကျိုးလေးကိုပြန်သွားပေးဖို့လိုပါတယ်ခင်ဗျအပေါ်ဘက်ကျိုးကနေအောက်ဘက်ကျိုးလေးကိုပြန်သွားပေးတယ်ဆိုတော့ကျွန်တော်တို့အောက်ဘက်ကိုတကွင်းပြန်ချိတ်ပြီးသွားမှာဖြစ်တဲ့တော့အဲ့လိုမျိုးသွားပေးတာဖြစ်ပါတယ်တတိထားဖို့လိုတာကကျွန်တော်တို့အောက်ဘက်ကိုအောက်ဘက်ကျိုးအောက်ဘက်ကွင်းကိုသွားတဲ့ခါကျရင်အောက်ဘက်ကျိုးအောက်ဘက်ကနေပဲပြန်သွားရမယ်အခုကျွန်တော်အပေါ်တစ်ပေါက်ကိုသွားမယ်ဒါပေမဲ့ဒီမှာတတိထားမယ်အချက်လေးကဒီဘက်ကိုလာရတဲ့ကျိုးရဲ့အောက်ဘက်ကနေသွားရမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အပေါ်ဘက်ကနေသွားလိုက်ခါကျရင်ကျိုးလေး cross သွားတဲ့ခါကျရင်မလှမပဖြစ်သွားတတ်တယ်မညီမညာတွေလည်းဖြစ်သွားတတ်တယ်အဲဒါကြောင့်ကျွန်တော်တို့တတိထားဖို့လိုတယ်ဒီဘက်ကကျိုးကိုတော့အောက်ဘက်ကနေသွားမယ်ပထမကျိုးကိုအပေါ်ကနေသွားပြီးဒုတိယကျိုးကိုအောက်ဘက်ကနေသွားမယ်အခုဆိုရင်ကျွန်တော်ဗီဒီယိုလေးထဲမှာမြင်နိုင်ပါတယ်ခင်ဗျာကျွန်တော်တေချာလေးသွားပြပေးထားပါတယ်ဒီကျိုးထုံးလေးတွေကနည်းနည်းလေးခက်ခဲတာဖြစ်တဲ့အတွက်ရယ်ပြီးတော့ကျိုးလေးတွေခောက်နိုင်ခြင်းရှိတာအတွက်ကိုတတိထားပြီးတော့ကျိုးလေးတွေကိုတေချာလေးပြန်ဖြန့်ပေးဖို့လိုပါတယ်ခင်ဗျာကျိုးလေးတွေခောက်သွားပြီဆိုလို့ရှိရင်တော့ကိုကျိုးထိုးတာအလကားဖြစ်ပြီးပေါ့မလှမပဖြစ်သွားလိမ့်မယ်အဲ့လိုပဲပထမအနည်းတိုင်းပဲကျိုးလေးတွေသွားပြီးရင်အောက်ဘက်ခွင်းလေးတွေကိုပြန်ထိုးမယ်အောက်ဘက်ကနေထိုးရင်အောက်ဘက်ကနေပဲပြန်ထွက်မယ်နော်အပေါ်ကနေလုံးဝမထိုးပါဘူးအောက်ကျိုးကိုသွားတဲ့ခါတိုင်းအမြဲတမ်းအောက်ဘက်ကနေထိုးရမယ်ဆိုတာတတိထားပေးပါမှားဝိုင်းတော့ပြဿနာမရှိပါဘူးပြန်လုပ်လို့ရပါတယ်ဒီလိုမျိုးပဲအောက်ကျိုးအတိုင်းပဲဒီမှာဒီဘက်ချောင်းသွားတဲ့ကျိုးရဲ့အောက်ဘက်ကနေပြီးတော့သွားမယ်တတိထားမိပါပါကျွန်တော်အောက်ဘက်ကနေသွားတာပါတယ်ပြီးရင်ဒီဘက်ကျိုးလေးကိုယူမယ်လွယ်ဝအောင်လို့ခုနလိုမထားတာပဲနဲ့အခုဒီဘက်ကျိုးလေးကိုအရင်ဆုံးစထိုးလိုက်မယ်အပေါ်လွတ်နေတဲ့အပေါက်တွေမှာပဲထိုးမှာနော်ကျိုးကိုဒီဘက်ကိုပြန်လာပြီး cross လုပ်ပြီးဆိုတာနဲ့အပေါ်လွတ်နေတဲ့အပေါက်ကိုသွားမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကျိုးခောက်ရတာလေးတစ်ခုဖြစ်လာလိမ့်မယ်ကျွန်တော်အဲ့ဒါလေးကိုတတိမထားမိလိုက်ဘူးတတိမထားမိပဲကျွန်တော်ဆက်သွားလိုက်တယ်ဒါပေမဲ့ကျွန်တော်ဗီဒီယို clip ကိုအစားဆုံးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ဖြီထားတာလေးကိုတွေ့မှာပါဒီမှာဆိုကျိုးအထုံးလေးကစဖြစ်သွားပြီကျွန်တော်ကျိုးလေးခောက်သွားတော့ကျွန်တော်တတိမထားမိလိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဖက်နှက်ကိုအားလုံးမြင်အောင်အရှိတ်ဘက်ကိုထားပြီးတော့ကျွန်တော်အနောက်ကနေထိုးတာဖြစ်တဲ့တော့ကျွန်တော်ကြည့်ဖို့တော့ခက်ခဲတယ်အဲ့ဒါကြောင့်မို့ပါပထမနေ့တိုင်းပဲအပေါ်ဘက်ကိုသွားမယ်အောက်ဘက်ကနေပြန်ထွက်မယ်ဒီဘက်ချမ်းကိုလည်းအောက်ဘက်ကနေသွားမယ်အောက်ဘက်ကိုပဲပြန်ထွက်မယ်ခုနအပေါ်ဘက်ကိုထွက်မယ်ဆိုတာမှားပြောမိတာနော်အောက်ဘက်ကနေသွားမယ်အောက်ဘက်ကိုပဲထွက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အောက်ဘက်ကျိုးကိုချိတ်တဲ့ခါကျရင်အပေါ်ကချိတ်လို့ရှိရင်မလှမှာဆိုလို့အောက်ကနေသွားပြီးချိတ်တာပြီးသွားရင်ကျိုးလေးရဲ့ပထမဆုံးကျိုးရဲ့အောက်ဘက်ကနေသွားပါမယ်ခင်ဗျာဒုတိယကျိုးကိုတော့အပေါ်ဘက်ကနေသွားပါမယ်ကျွန်တော်ဒီမှာကျိုးလေးတွေတေချာလေးထိုးပြပေးတာပါခင်ဗျာကျိုးလေးတွေဒီကျိုးထုံးလေးရလှတယ်ဒါပေမဲ့နည်းနည်းလေးလက်ဝင်တယ်ကျိုးခောက်တာတွေလည်းများတယ်ပြီးတော့တတိထားပြီးတော့ထိုးဖို့လိုပါတယ်ဟိုလိုက်ထိုးမဲ့လူတွေအတွက်ကတော့သူတို့ကဖက်နှက်ကိုမျက်နှာချင်းဆိုင်မျက်နှာမှာမြင်ရတဲ့ကျိုးထိုးတဲ့ဘက်ကိုထားပြီးထိုးမှာဆိုတော့ဒီလောက်တော့မခက်ခဲဘူးလို့မျှော်လင့်ပါတယ်ကျွန်တော်ကျတော့ဒီလိုမျိုးလက်ကိုအရှိတ်ထားပြီးတော့ကျွန်တော်မမြင်ရတဲ့ဘက်ကနေပြီးတော့လှမ်းထိုးပေးနေတာဖြစ်ပါတယ်အားလုံးမြင်ရဖို့တော့ဒီလိုပဲအပေါ်ဆုံးရောက်တဲ့အထိကိုအမြဲတမ်းအောက်ဖက်ကျိုးလေးကိုချိန်မယ်အောက်ဖက်ကနေပြန်သွားမယ်အဲ့ဒီတိုင်းလှုပ်သွားပေးဖို့လိုပါတယ်ခင်ဗျာဒီလိုမျိုးဆိုရင်တော့လှပတဲ့ကျိုးထိုးနည်းတစ်ခုကိုတေချာပေါက်ကိုရမှာဖြစ်ပါတယ်ညာဘက်ကပဲတော်ဘယ်ဘက်ကပဲတော်အရင်ဆုံးသွားရတဲ့ဘက်ကတပေါက်ပြန်ပတ်ပြီးဆိုတိုင်းဒီလိုကြော်ရတဲ့ကျိုးရဲ့အောက်ဖက်ကနေသွားဖို့လိုတယ်ဆိုတော့သိထားပြီပါခင်ဗျာကျွန်တော်ကျိုးကိုအမြဲတမ်းဖက်နှက်စီးလို့ရှိရင်ကျွန်တော်ကျိုးတိုက်ဖြစ်တာကိုစီးရကြိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့Air Jordan fan တော့မဟုတ်ဘူးဘာလို့လဲဆိုကျွန်တော်ဖက်နှက်ကျိုးပွားနေလို့ရှိရင်မနေတတ်ဘူးအဲ့ဒါကြောင့်အခုအပိသက်မှာတော့ကျွန်တော်ကျိုးအမြန်ချီနီးလေးပြပေးတာပါတယ်
အမြန်ချီနီးဆိုတာလွယ်လဲလွယ်တယ်မြန်လဲမြန်တေးလဲတေးတတ်တယ်အဲ့ဒါကြောင့်မို့ပါ